ပညာရေးနဲ့ပတ်သက်နေတဲ့အလွဲလေးကိုအကူအညီတောင်းခံပြရစီရှင်။ဘာလဲဆိုတော့ကတက်ဆိုင်ရာဌာနလေးကိုသိစေချင်လို့ပါ။အထက်ကအခုအမိတ်ထမှတ်ထားတယ်လို့ကျမတို့ကြားသိရပါတယ်။ဆရာမတွေကျူရှင်မပြတရန်တဲ့။ဒါပေမဲ့အထက်ကအမိတ်ချမှတ်ထားတော့လေလိုက်နာသူတွေကတော့မလိုက်နာတဲ့အပြင်ကိုကျောင်းကျူရှင်ဆိုပြီးတော့ဆရာလေးအုပ်စုဖွဲ့ပြီးတော့အပြင်မှာတင်နေကြတာတွေတွေ့ရပါတယ်။ချုပ်မိဘတွေကလည်းရှိပါတယ်ကျူရှင်ဆရာမကြီးတက်ချင်လို့ပါတဲ့ကျမတို့ကတော့ကျူရှင်အားပေးတဲ့ထဲမှာမပါဘူးခလေးတယောက်ကစာတင်ချိန်နိုင်ငံတော်ကသတ်မှတ်ထားတဲ့အချိန်ကလုံလောက်နေပြီအဲ့ဒီထက်မှာစာဆက်တင်ရမယ်အုံနောက်ကိုအလုပ်လုပ်ရမယ်ဆိုရင်ဒီခလေးဒီချက်တူရေးပဲဖြစ်သွားလိမ့်မယ်အတွေးခေါ်မတတ်တော့ဘူးတိုင်းပြည်မှာတမရထွက်ဖို့ခက်သွားလိမ့်မယ်နိုင်ငံခေါင်းဆောင်တွေထူးချွန်တဲ့ပုံကိုယ်တွေတိုင်းပြည်ကိုစားပြုပြီးအကျိုးပြုမဲ့ပုံကိုယ်တွေပျောက်ဆုံးသွားလိမ့်မယ်ချက်တူရေးလေးပဲထွက်လာတယ်အဲ့တော့ကျမကကျူရှင်ကိုအားမပေးဘူးခုကြောင်းအပ်တာလဲနေလွဲတဲ့အလွဲတွေကျမအတွေ့အကြုံတစ်ခုလဲပြောပြလေဦးကျောင်းသွားအပ်ပါတယ်ထုံးစံအတိုင်းပေါ့ကျမကဆိုင်ကယ်တစ်စီးပဲပိုင်ဆိုင်တယ်ကျမဒီဆိုင်ကယ်မစီးတတ်ပါအဲ့ဒီအတွက်ကျမမှာခလေး3ယောက်ရှိတဲ့အတွက်အမျိုးသားနဲ့ကျမနဲ့တာအကြီးတယောက်ကိုခေါ်ပြီးတော့ကျောင်းသွားအပ်ပါတယ်အဲ့ဒီမှာပြဿနာစတော့တာပါတယ်ကျမသမီးတဲ့တက်မဲ့ကျောင်းက grade 5အစိုးရစစ်တဲ့အစိုးရစစ်ဆိုတော့ဆရာမတွေအကျောင်းမှာဆယ်ဒီတွေလေကျူရှင်ပြဖို့အတွက်သူတို့ကြိုက်ဆုံးအတန်းပေါ့နော်ဒီ grade 5တို့ grade 12လို့ကိုကျူရှင်ပြဖို့အတွက်တောင်အချို့နေရာလေးမှာအဲ့အတန်းရဖို့အတွက်ပတ်စံတွေပေးရတယ်လို့တော့ကြားသိရတယ်အဲ့တော့သူတို့ကိစ္စပေါ့ကျမကိစ္စလေးတော့ပြောပြမယ်အဲ့တော့ကျမသမီးကိုအပ်တဲ့ခါမှာဒီဆရာမဒီကျမသမီးကို KG ုံကလည်းတင်ခဲ့တဲ့ဆရာမကျမတို့ကဒါចောင်းသားဟောင်းတက်နေကြကြောင်းအဲ့မှာဘာပြဿနာစလဲဆိုတော့မိဘမှတ်ပုံတင်ပေးပါတဲ့ခလေးခေါ်လာပါမှတ်ပုံတင်မပါဘူးခလေးမပါဘူးအဲ့ဒီအတွက်ကျမတို့ကိုဘေးကဆရာမပြန်ယူပေးပါလားတဲ့အိမ်နီးနဲ့နီးတယ်ကျမကအဲ့တော့ကျမပြန်ယူပေးမယ်ကျောင်းသားစရင်ကိုတော့မဖြစ်ပါနဲ့ကျမပြန်ယူပေးမယ်ဒါပေမဲ့ကျမကိုလက်ခံတဲ့ဆရာမကဘာလုပ်လဲတော့ငါ့ကိုစောက်လုပ်လေလာရှုံနေတယ်တဲ့ငါကဖြတ်ရအောင်မယ်တဲ့ကလော်ရှင်ပန်ပေးဆက်ဆိုနာကြီးကြီးနဲ့ကလော်ရှင်ပန်နဲ့ဖြတ်ပြီးတော့မှကလော်ရှင်ပန်ကိုရိုက်ချိုးပြစ်လိုက်တယ်ဆရာမတယောက်ကတားကျမကမကျင်တဲ့ချက်တွေကိုမျိုးသိမ့်လိုက်ပြီးတော့တာသမီးတွေတက်ခဲ့တဲ့ကျောင်းကျမကလည်းပဲအဲ့ဒီကျောင်းမှာကရင်းရန်ခွင်းပြန်ဝဲလို့ဟိုကဒုတိယဆုရောက်အောင်ကျမဒီအဖွဲ့ဝင်တွေနဲ့စူးစမ်းပေးခဲ့တဲ့ဒီပါတူဖြစ်ခဲ့တဲ့အတွက်ကျောင်းရဲ့ဂုံတိတ်ခေါင်နဲ့လို့ကျမကအိမ်ပြန်ပြီးတော့လိုတဲ့မှတ်ပုံတွေမိတ်တူခလေးပြန်ခေါ်ခဲ့ခေါ်ပြီးမြဲကျမဒီထိုဆရာမကိုတွေ့တဲ့အခါမှာကျမရဲ့ခံစားချက်ကစိတ်တည်င်းကမခံမရနိုင်ဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီဆရာမကကျမသမီး KG ုံကသူကကျမကိုဖုံးဆက်တယ်။အမရေးတဲ့အမသမီးကမူကြိုလည်းမထားဘူးကျူရှင်လည်းမထားခဲ့ဘူးဆိုတဲ့ဟုတ်တယ်လေလို့ဘာဖြစ်လို့လဲလို့အမသမီးကဘာမှတင်လို့မရဘူးတဲ့။နိုင်ငံတော်ရဲ့အကြောင်းအားကိုးလို့ထားတာလေလို့မူကြိုတွေကျူရှင်တွေထားစရာလို့လားလို့အဲ့လိုကျမကစကားလေးပြန်ပြောခဲ့မိတဲ့အတွက်ကျမသမီးKG ပြီးွားတဲ့အချိန်မှာမိဘတွေကလက်မှတ်ထိုးပေးရတယ်ပေါ့နော်ကျမကိုကျောင်းအရှိဝလူပုံလဲမှာပေါ့နော်အော်ကြီးဟစ်ကျန်နဲ့အဲ့ဆရာမကဘာပြောခဲ့လဲဆိုတော့အမပတ်စံဘလောက်တက်နိုင်လို့တဲ့စစ်ဘယ်ဆရာအနေနဲ့ပဲခေါ်တင်တယ်ဒီနွေရာဒီမှာခေါ်တင်တယ်အမသမီးလာမင်းနဲ့မအောင်စေရဘူးတဲ့သူဒီဘလောက်လောက်လွဲတယ်ဆိုတာကသူ့ရဲ့ကျူရှင်ကိုတက်စေခြင်းလို့ပတ်စံနောက်ကိုလိုက်တဲ့အတွက်သူဒီအတိတွေပြောက်သွားတယ်ဘလို့ပြောက်သွားလဲဆိုတော့ KG ဆိုတာစာတင်ရတာမဟုတ်ဘူးလေအဲ့လောက်ကိုသူမေ့ရောသူများရဲ့သားသမီးကိုမှုချိုးပြစ်ချိုးပြောခဲ့တယ်ရစရာမရှိဘူး။ဒါသည်ကျမသည်ကျောင်းကြီးရဲ့မျက်နှာကိုထောက်ထားတယ်ကျောင်းရဲ့ဂုံတိတ်ခါကိုထောက်ထားတယ်ကျမသားသမီးတက်တဲ့ကျောင်းမလို့ကျမကဘာမှပြင်ပြောခဲ့ဒီတစ်ခါတော့မရတော့အဲ့ဒီခံစားချက်နဲ့ကျမပေါင်းပြီးတော့ကျမကသူ့ရှိကိုတွားပြန်အပ်တဲ့ခါမှာကျမကမေးဆရာမက
ကျောင်းဆရာမလားလူမိုက်လားကျမမှားလားဒီလိုမေးတာမခံနိုင်တော့ဘူးလေဆရာမတယောက်ဆိုတာအသိပညာတတ်တဲ့လူမသိတဲ့လူတွေကိုသိအောင်သင်ပေးရမှာဖောင်ကြီးတင်တဲ့လည်းသင်ပေးထားမှာပါနော်ဒီစိုက်ကိုပညာလေးဆိုတာလဲဆရာမတွေတက်ရပါတယ်ကိုယ့်ကိုဆဲတဲ့ခလေးကိုစိတ်ဆိုးစရာမလိုမဲနဲ့ဘလို့အဆဲရဲ့အကျိုးအပြစ်ကိုပြောရမယ်လို့လည်းသင်ပေးထားမှာပါအဲ့တော့ကျမနဲ့တူနဲ့ခွန်ကြီးခွန်ငယ်များတယ်များတော့ကျမကဘာပြောလဲလို့ထင်တယ်နင်ကဘလောက်ပညာတတ်လို့လဲတဲ့တော်ပညာမှန်တက်နေတယ်ပေါ့နော်ပညာရေးဝန်ထမ်းယူနီဖောင်းဝတ်ပြီးတော့မှန်နေတော့တက်နေပါတယ်ဆရာမကအဲ့လိုနဲ့စကားတွေခွန်ကြီးခွန်ငယ်များတဲ့အချိန်မှာအတန်းမှုရောက်လာတယ်အတန်းမှုကကျမကိုမေတ္တာရက်ခံနေခင်မြင်ဆွဲမျက်နာနဲ့ပေါ့နော်ရက်တန်ပေးပါပေါ့အဲ့တော့ကျမကကိုယ့်ဆရာမကိုနိုင်အောင်ထိန်းလို့ပြောတဲ့အတွက်သူကကျမကိုနိုင်အောင်ထိမ့်မယ်ပြောပြီးတော့စာရွက်စာလည်းယူပြီးကျောင်းဝက်လက်ခံတယ်အဲ့ဒီတော့ကျမဒီပြဿနာကဒီမှာနေပြီးွားပြီလို့ပဲကျမထင်တာပေါ့ပြဿနာကရက်သွားပြီလို့ထင်တာမပြီးသေးဘူးရှင်ကျမကအိမ်ကို3နာရီခွဲမှပြန်ရောက်တယ်ပြန်ရောက်ပြီးကျမလုပ်ငန်းခွင်ကိုတွန်းအားတယ်အလုပ်ကဝင်နေတဲ့အချိန်မှာညနေ4နာရီခွဲမှာကျမနေထိုင်ရရက်ကွက်ကကျမကိုဖုန်းဆက်တယ်ရှင်တရားခံတယောက်လိုပဲဒီမှာတိုင်ကြားရတဲ့မှုရှိပါလေဖြစ်လာရောက်ဖြည့်ရှင်းပေးပါရန်တဲ့အဲ့တော့ကျမဒီပြောလိုက်တယ်ခုပြောနေတယ်ကျမအသားဆက်ဆက်တော့ကျမဒီတရားခံမဟုတ်ဘူးလို့ဘာပြစ်မှုမှမကျူးလွန်တာဘူးနာမည်ပြက်လည်းမရှိဘူးလို့အဲ့တော့ကျမဒီအလုပ်ငန်းခွင်ပြီးတဲ့အချိန်ညနေ6နာရီရောက်လာခဲ့ပြီဟောအဲ့ဆံမသူ့ကိုကျောင်းကပါမြောက်ပေးတာလို့ထင်တာပါပဲဘာကြောင့်အဲ့လိုပြောနိုင်လဲဆိုတော့ဖြည့်ရှင်းတဲ့နေရာမှာကျောင်းသားမိဘအဖွဲ့အစည်းကလူပါတာကိုသူ့ကိုကျမကမေးကြည့်တယ်လေမေးကြည့်တော့ရက်စခတ်မှာမေးကြည့်တော့ဆရာမကြီးကိုနိုင်ထဲလိုက်တာတဲ့ကျောင်းသားမိဘအောင်နော်ဆရာမဟောကျောင်းအုပ်ကကျောင်းသားမိဘအဖွဲ့ဝင်ဟောကကျမကိုရက်ွက်ရုံးမှာအမှုဖွင့်ပါတယ်ဖွင့်လို့ရက်ွက်ရုံးကိုကျမကသူတို့ခေါ်တဲ့အချိန်မလာနိုင်လို့ညနေ9နာရီထိုးမှာရက်စခတ်ကနေကျမကိုဖုန်းဆက်ပါတယ်ရှင်တိုင်ကြားလာတဲ့လူရှိတဲ့အတွက်လာရောက်ဖြည့်ရှင်းပေးပါရင်အဲ့တော့ကျမကဘာအမှုလဲလို့ကျမကဘာဖြစ်မှမလုပ်ထားတဲ့အတွက်လူချင်းမင်းခေါ်တာချက်ချင်းတော့မလာနိုင်ဘူးလို့လုပ်ငန်းခွင်ပြီးကျမလာခဲ့မယ်ဟောကျမလုပ်ငန်းခွင်ပြီးတဲ့အချိန်တွားတဲ့အချိန်မှာတော့ရက်စကန်ကိုကျမကတာဝန်ကြရသူရဲအုပ်ကိုမေးပါတယ်ကျမဒီဘာအဖြစ်ကိုကျူးလွန်နာလို့ဘာရဲရေးပိုင်မှုမြောက်ပါတယ်လဲရှင်လို့မေးတဲ့ခါကျတော့ကျမဒီကိုရဲသူရဲအုပ်ကဖြေပါတယ်ဆရာမဒီတဲ့ကျောင်းဆရာမဖြစ်တဲ့ယူနီဖောင်းနဲ့လာတိုင်တဲ့အတွက်ကျွန်တော်တို့ဒီတဲ့အမကိုဆင့်ခေါ်လာခြင်းဖြစ်ပါသည်တဲ့အမကိုသူတိုင်နာတဲ့ကိစ္စသည်တဲ့ရဲရေးပိုင်မှုမမြောက်ပါဘူးတဲ့အကယ်၍တဲ့ဆရာမမကျင်တဲ့လို့တဲ့ဆက်လက်ဆောင်ရွက်မယ်ဆိုရင်တော့တရားစွဲဆိုမယ်လို့သူကပြောဆိုပါတယ်တဲ့အဲ့ဒီအတွက်တဲ့ကျွန်တော်တို့ကကိုကြီးဘေးရန်ပဲရှိပါတယ်စဉ်းစားကြည့်ကြပါဦးလို့သူတို့အကြောင်းကအတန်းမှုကပြောလိုက်တဲ့စကားသည်မိဘဖြစ်တဲ့ကျမကလိုက်နာပြင်မဲ့ဆရာမဖြစ်တဲ့လူကအတန်းမှုစကားကိုဂယုတော်မဆိုင်ဘူးကျမကိုကျောင်းကိုအားကိုးနဲ့ရက်ွက်ရုံရက်စခန့်ကိုတပြန်နေတော့9မိနစ်တော့အချိန်မပေးဘူးကျမကိုသူဒီဆောင်ရွက်ခဲ့အဲ့ဒီတော့ကျမကပညာရေးမှုကိုတွားတင်ပြပါတယ်နှုံနဲ့တင်ပြတဲ့ခါမှာပညာရေးမှုကကျမကိုသူပေါ့နော်ရင်ကြည်ကြည်လေးပြောပါတယ်ကျမအဆင်ပြေပါတယ်ဒါပေမဲ့ကျောင်းကဘာပြောလဲကျမကိုကျောင်းပြောင်းချင်းချက်ချင်းပေးပြောင်းမယ်တဲ့အမကနေစပြီးတရားစွဲလိုက်ပါလားတဲ့အဲ့ဒီအတွက်ကျမကဒီရွေးကောက်ပွဲအောင်ကကျမကလွတ်တော်ဥက္ကဋ္ဌအဘဥခင်ကြီးပြောခဲ့တဲ့စကားလေးကိုကျမကသဘောချလို့အဘဥခင်ကြီးတို့ရွေးကောက်ပွဲဝင်တဲ့ခါမှာမဲပေးခဲ့ပါတယ်အဘဥခင်ကြီးကပညာရေးနဲ့ပတ်သက်ရင်အကူအညီတောင်းခံနိုင်ကြောင်းတိုင်းပြည်မှာကဏ္ဍကြီး၄ရပ်နဲ့ရက်တည်နေတယ်ပညာရေးဒီထိပ်တန်းမှာပါဝင်တယ်ပညာတက်မှာတန်းပြည်ရဲ့အနာဂတ်ကလှမယ်ကျမတို့မြန်မာပြည်မှာပညာတက်တွေများစွာပေါ်ထွန်းမှတိုင်းပြည်ကအနာဂတ်လှမယ်ခုဟာကအများအပြည့်ကပညာတက်ကတဝက်ချက်တူရေးတွေကများဖြစ်နေအဲ့ဒီတော့ဒီစနစ်ကိုကျူရှင်စနစ်ကိုအမြင့်ပြတ်အောင်လို့အားပြောက်ပေးပါကျမကဒီနေရာကနေတောင်းဆိုပါတယ်ပြီးတော့အထက်ကအမိတ်ထုတ်ထားလဲပဲလိုက်နာမှုမရှိဘဲနဲ့ကျူရှင်ကိုပြစားနေတဲ့ပညာရေးဝန်ထမ်းယူနီဖောင်းဝင်ပြီးကျူရှင်ပြစားနေတဲ့ဆရာမတွေကိုထိရောက်စွာအတိပေး